ဒီလည်းမသိ ငါတော့လေအကိုတက်တာလေ မင်းဘာတူလဲလို့ အခုလေဒီတက်တာမဟုတ်ဘူးလားလို့ အေးမင်းဘာတူလဲလို့အခုဘလူးကိုင်းနေရလဲလို့ ဘသူကလည်းမင်းရတက်တာမဟုတ် အေးမင်းနာမည်ဘာတူလဲလို့ ဒီမှာပြဲလေရ ဘူးအဲ့ဒါဘာဖြစ်လဲဒီတက်တာလေဒီပြောနေ ဟာရ အာပုံတောင်းလေလေကြီးလာဦးမပြီးမှဘာတူပြန်ဆက်လဲစမ်းမှာပေါ့ လိုက်လေးတော့မမှတ်မိပါ ငါလည်းရမမမိပါဘူးတဲ့မဟုတ်ငါဟွာလောက်တာငါတခြားစင်ကနဲ့ဆက်တာခဏနေ ဩတိုက်တက် ပြန်ဆက်လာအောင် စပီကာဝဲတိုင်းစပီကာဝဲရောကောင်းတယ်ဒါမဲ့ အေးမင်းဘာတူလဲလို့ ဟုတ်တယ်မင်းကဘသူလဲငါကမင်းရတက်တာမဟုတ်တာ မဟုတ်လေငါမေးတော့မင်းဖြေလေ ဒီမပြရမှာလားမင်းတက်တာလေ မင်းနာမည်ဖြေလိုက်တော့ဘာဖြစ်သွားလို့လဲ ဟုတ်လေမင်းပြရမင်းမဖြစ်တယ်တော့ မဟုတ်ဘာဖြစ်လို့လဲ ဟုတ်လေမသိကြဘူးငါပြောချင်တာ မဟုတ်လေဖုန်းခေါ်တာလို့ပြန်ခေါ်တာလေခေါ်တော့ call list ထဲမှာမင်းနာမည်မင်းဖုန်းနံပါတ်ပေါ်နေတာဗော မခေါ်ဘူးရော အဲ့ပြန်ကြည့်လိုက်အောင်ပြန်ကြည့်လိုက်အောင်လေဖုန်းခေါ်တာလို့ပြန်ခေါ်တာလေခေါ်တော့ call list ထဲမှာမင်းနာမည်မင်းဖုန်းနံပါတ်ပေါ်နေတာဗော မခေါ်ဘူးရော အဲ့ပြန်ကြည့်လိုက်အောင်ပြန်ကြည့်လိုက်အောင် ငါဘိုးနဲ့ငါမင်းငါဘိုးနဲ့မင်းတော့ပါတယ်အဘိုးကကြည့်ကြည့် မဟုတ်လေဘာလို့အတန်ကြီးကိုမမှတ်မိတာတော့ အတမ်းမမရအောင်ရောအတမ်းမမရထားတာမဟုတ် အတန်မှတ်မိတဲ့ဌာနဆိုတာရှိရလားသူက ဝိုင်းကတော့ဒီနေတကယ်ကြီး Voice Recognition Service and Department ဆိုတာကြားဘူးလား Voice Recognition Service and Department ဆိုတာကြားဘူးလားလို့